ဓမ္မမိတ်ဆွေများခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့သာသနာ့ဥယျာဉ်ကျောင်းတိုက်တွင်မှာစောက်လုပ်နေစေဖြစ်တဲ့တိမ်ကျောင်းအပေါ်ထက်မှာရှင်သာမဏေများတန်ရှင်းရေးလုပ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်မိုးခဏခဏရွာသွန်းတဲ့အရက်ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖိတ်နေရောက်တိုင်းရှင်သာမဏေများကတိမ်ပေါ်မှာတက်နေတဲ့ရေညှိတွေမိုးရေတွေကိုယခုလိုပဲတန်ရှင်းရေးတပတ်တစ်ခါပြုလုပ်ပေးကြရပါတယ်အဲ့တော့အမိုးမိုးမယ်နဲ့ကြံတိုင်းမြားပေါင်းစုမြတ်ကောင်းမှုနဲ့လှူဒန်းထားတဲ့အလှငွေလေးတွေမပြည့်စုံသေးတဲ့အတွက်ကြောင့်မလို့မိုးနိုင်ငံကာလမှာယခုလိုတန်ရှင်းရေးလုပ်တာဖြစ်ပါတယ်အခုမကြာမီချိန်တွင်းမှာအဲ့တော့သတင်းကြိုလာပြီးကြိုလောက်ပေါ့လေမိုးပြတ်တဲ့ကာလမှာယခုတန်ရှင်းရေးလုပ်နေတဲ့ဒီတိမ်ချောင်းကိုအမိုးတိုင်းများပြင်ဆင်ပြီးတော့အမိုးမှာဖြစ်ပါတယ်ဖယားမှာစိန်ကျောင်းမှာတိမ်သင်္ကန်းမှာကထိန်ဆိုတဲ့အတိုင်းအမျက်ဆုံးသောကျောင်းအလှကိုလှူဒန်းကြကုန်သောတိမ်အလှရှင်တွေကိုယ်စိတ်နှပြကျမ်းမှချမ်းသာကြပါစေတက်ရှိကျမ်းမှဘေးရန်ကွာ၍လုံရင်စန္ဒများနဲ့ပြည့်စုံကြပါစေဆိုပြီးတော့ဆုတောင်းမေတ္တာများပို့တာပေးပါတယ်